ဘဝနှစ်ခုမှာလူတစ်ယောက်အနေနဲ့ပြန်လည်မွေးဖွားလာခဲ့တဲ့ကျွန်တော်ဟာပြောင်းလဲမှုတွေဖြစ်ပြီးနောက်ပေါ်လာတဲ့မိစ္ဆာမျိုးစားအများပြားကိုတဘာဝကြကြသိရှိထားပါတယ်။ Ethnic visit ကနေတွင်ပြောင်းသွားတဲ့ဒီနှစ်ပုံစံမိစ္ဆာကိုတွေးလန့်တဲ့ဆုံးနဲ့ Health Safe Pace လို့ခေါ်ပါတယ်။အဆင့်တမိစ္ဆာပဲဖြစ်ပေမဲ့သူ့ရဲ့အရှင်ကအယမ်းမြန်ပြီးလက်သေးတွေကဓာတ်လိုထက်မြက်ပါတယ်။ပြောင်းလဲမှုအစောပိုင်းကာလမှာသူတို့ဟာအကျဉ်းဆုံးနဲ့အနေအရှိဆုံးမိစ္ဆာတွေကတစ်ခုဖြစ်ပါတယ်။ပြောင်းလဲမှုအစောပိုင်းကလူသားတွေဟာမျိုးရိုးဗီဇပြောင်းလဲတဲ့အဆင့်ကိုကျော်ဖြတ်နိုင်ခဲ့ပြီးပါရဲ့မီစွမ်းအားတွေကိုအောင်မြင်စွာအသက်သွင်းနိုင်ခဲ့ရင်တောင်အဲ့ဒါကိုကျွမ်းကျင်ဖို့အချိန်လုံးလောက်လိုအပ်ပါတယ်။တွေးလန့်တဲ့ဆုံးနဲ့တွေ့ရင်သူ့ရဲ့ကြောက်စရာကောင်းတဲ့အရှင်ကြောင့်ပါရဲ့မီစွမ်းအားကိုတောင်ထုတ်မသုံးနိုင်ခင်မှာတင်ရင်ဘက်ကိုဖောက်ထွက်ပြီးအသက်ခံရနိုင်ပါတယ်။တိုးတောင်းတဲ့အချိန်တွင်းမှာလက်ရှိအခြေအနေကိုနားလည်ပြီးပါရဲ့မီစွမ်းအားကိုကျွမ်းကျင်စွာအသုံးချနိုင်တဲ့ထိပ်တန်းပါရဲ့မီရှင်တွေမှသာအသက်ရှင်ဖို့အခွင့်အလမ်းရှိပါတယ်။တာမန်လူတွေတွေးလန့်တဲ့ဆုံးနဲ့တွေ့ရင်မိစ္ဆာရဲ့အစာဖြစ်ဖို့ပဲရှိပါတယ်။အထူးသဖြင့်အခုလိုအလင်းရောင်တွေပျောက်ကွယ်သွားပြီးအလွန်အားနည်းတဲ့အနီရောင်အလင်းလေးတွေပဲကျွန်တော်ရဲ့မောင်မိုက်တဲ့ပတ်ဝန်းကျင်မှာပေါ့တွေးလန့်တဲ့ဆုံးရဲ့ဇီးကွက်နဲ့စင်တူတဲ့ဥဒိတလက္ခဏာတွေကသူ့ကိုအမောင်ထဲမှာပို့ပြီးကျွမ်းကျင်သွားလက်စေပါတယ်။အရင်ဘဝကကျွန်တော်နို့ထလာဆာမှာစွမ်းရည်တွေကိုကျွမ်းကျင်အောင်မထိန်းချုပ်နိုင်ခဲ့လို့အိမ်နီးနားချင်းတွေကကျွန်တော်ကိုမိစ္ဆာတကောင်လိုသဘောထားပြီးလူနေအဆောက်အုံတွေကနေမောင်းထုတ်ခဲ့ကြပါတယ်။ပြောင်းလဲမှုတွေဖြစ်ပြီးချင်းမှာအင်တဲ့အခါကြီးတာချက်ချင်းလိုက်ရှာပြီးကျွန်တော်နောက်ကိုအပြတ်အသက်လိုက်လာခဲ့ရင်ကျွန်တော်အပြင်မှာတင်နေတာကြားလာပါပြီ။ဒါပေမဲ့အိမ်မှာရှိနေခဲ့လို့ဒါတွေးလန့်တဲ့ဆုံးရဲ့ရန်ကနေလွတ်မြောက်ခဲ့တာပါ။ဒါကပဲအရင်ဘဝတုန်းကကျွန်တော်တို့အတန်းတွေကဘာလို့ဘယ်သူမှကြောင်းထဲကနေအသက်ရှင်လျက်ထွက်မလာနိုင်ခဲ့တာလဲဆိုတာကိုကျွန်တော်နားလည်သွားစေပါတယ်။ကျွန်တော်စိတ်ထဲမှာအတွေးတွေလျက်တစ်ပြက်ဖြတ်ပြေးသွားရင်တွေးလန့်တဲ့ဆုံးကိုတတိနဲ့ကြည့်လိုက်ပါတယ်။စိတ်ထဲမှာတော့ကျွန်တော်ရဲ့ပါရဲ့မီစွမ်းအားကိုချက်ချင်းနှုတ်ထဖို့ကြိုးစားနေပါတယ်။ခဏအကြာမှာတော့ကျွန်တော်ရဲ့ပါရဲ့မီအချက်လက်တွေကဦးနောက်ထဲမှာချက်ချင်းပေါ်လာပါတယ်။ကျွန်တော်မျက်လုံးတွေချက်ချင်းတောက်ပတ်သွားပါတယ်။တွေးလန့်တဲ့ဆုံးနဲ့မင်းနဲ့ပဲလက်တဲ့ဆန်းကြည့်ရတာပေါ့။ကျွန်တော်ခြေထောက်ကိုတစ်ချက်ဆောင်းလိုက်တဲ့အခါရွှေရောင်အလင်းတွေကကျွန်တော်စီကနေရုတ်တရက်ထွက်ပေါ်လာပါတယ်။ခေါင်းပေါ်မှာအနက်ရောင်နဲ့ရွှေရောင်ငှက်မွေးချက်ဝတ်ဦးထုတ်ကကျွန်တော်မျက်နှာကိုဖုံးအုပ်သွားပါတယ်။ရွှေရောင်ပန်းပွားတွေကခေါင်းနောက်ဘက်မှာမိတောက်တွေလိုလှုပ်ခတ်နေပါတယ်။တောက်ပတ်နေတဲ့အနက်ရောင်နဲ့ရွှေရောင်ချက်ဝတ်ပြားတွေကငကားကြီးခွင်တွေလိုကျွန်တော်တကူလုံးကိုဖုံးအုပ်သွားပါတယ်။မူလကတည်းကမြင်မာတဲ့ကျွန်တော်ခန္ဓာကိုယ်ကိုပို့ပြီးတမထွားချိုင်းစေပါတယ်။ကျွန်တော်ကြောပြင်ပေါ်မှာတော့ပြားလဲလဲမိခိုးငွေတွေရိပ်ပတ်နေပါတယ်။ကောင်းကင်ဘုံကစစ်နှစ်ပြားတစ်ပါးလိုပဲဘယ်သူမှမတားဆီးနိုင်တဲ့အချိန်ဝါမျိုးပါ။သူ့ချက်ဝတ်တန်စာ Medic Heavy ကိုခေါ်ယူပြီးတာနဲ့ဘေးနာကအင်တဲ့အခါရည်ကကျွန်တော်ကိုကြည့်ပြီးအသက်ရှူအောင်ကအားကြတဲ့မျက်လုံးတွေနဲ့ကြည့်နေပါတယ်။အဲ့ဒီအထမ်းဖော်တွေကနေပြောင်းလဲသွားတဲ့မိစ္ဆာတွေကတော့ကြီးမားတဲ့လုံဆောင်မှုတစ်ခုခုကိုခန်းစားလိုက်ရသလိုမျိုးကျွန်တော်စီကိုတယောက်ပြီးတယောက်ဟင်းဟောက်ပြီးပြေးလာကြပါတယ်။အနည်းဆုံးမှရှိနေတာကတော့ခန္ဓာကိုယ်ကြီးမားတဲ့ငါးမိစ္ဆာကြီးပါ။သူ့ရဲ့3မီတာမြင့်တဲ့ခန္ဓာကိုယ်ကြီးကသူ့ချက်ဝတ်တန်စာဝတ်ထားတဲ့ကျွန်တော်ကိုကြည့်ပြီးတိုက်ခိုက်ဖို့ပြင်နေပါတယ်။ဒါပေမဲ့ကျွန်တော်မျက်လုံးတွေကသူ့ကိုဖျက်ကြည့်လိုက်တဲ့အခါသူ့စီမှာကြန့်ရှိနေသေးတဲ့လူသားဘဝကအမတ်တရားတွေကိုနှိုးဆော်လိုက်လိုပါပဲ။သူ့ရဲ့နှက်ဆိုင်တဲ့ကြောက်ရွံ့မှုကိုနှိုးဆော်ပေးလိုက်ပါတယ်။အဲ့ဒီကြီးမားပြီးရုပ်ဆိုးလာတဲ့မိစ္ဆာကြီး